အားလုံးကိုမာစီချမ်းမှတ်ကြိုဆိုပါတယ်ဒီနေ့မနေ့မှာကျွန်တော်ဆင်ခြင်ခွန်အားယူထားသောဘုရားသခင်ရဲ့နှုတ်ကပတ်တော်လေးကိုအားလုံးအတွက်မျှဝေပြီးမှခွန်အားပေးခြင်းပါတယ်ကျွန်တော်ဆင်ခြင်ခွန်အားယူထားတဲ့ဘုရားရဲ့နှုတ်ကပတ်တော်ကတော့ရှမသက်ခရစ်ဝင်ကျမ်းအခန်းကြီး7အခန်းငယ်36နဲ့39ဖြစ်ပါတယ်ငါဆိုသည်ကလူတို့သည်အကျိုးမဲ့သောစကားကိုပြောသမျှအတွက်တရားဆုံးဖြတ်သောနေ့၌စစ်ကြောခြင်းကိုခံရကြတဲ့တင့်စကားများအပြင်တင်သည်အပြစ်လွတ်လိမ့်မည်သို့မဟုတ်တင့်စကားများအပြင်အပြစ်စီရင်ခြင်းကိုခံရလိမ့်မည်ဟုမိန့်တော်မူ၏ဒီနေ့မှာကျွန်တော်တို့နေ့တိုင်းစကားတော့မပြောလို့မရပါဘူးနေ့တိုင်းကျွန်တော်တို့စကားပြောကြတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့ပြောတဲ့စကားဒီဖယားသခင်နှစ်သက်သောစကားလားဖယားသခင်နဲ့ဆိုင်သောစကားပြောတာလားဒါမှမဟုတ်ဖယားသခင်မပါသောအသက်တာမျိုးဖယားသခင်မနှစ်သက်သောစကားလုံးများကိုကျွန်တော်ပြောနေသလားဒါကိုကျွန်တော်နေ့တိုင်းဆင်ခြင်ဖို့လိုအပ်ပါတယ်အထူးသဖြင့်ယုံကြည်သူတယောက်အနေနဲ့ဒီနေ့ကျွန်တော်တို့ဖယားမပါသောစကားလုံးတွေဖယားသခင်နဲ့ဆိုင်တဲ့စကားလုံးတွေမပြောတဲ့၍ဖယားဘုန်းတော်မထင်ရှားဘူးဒါကြောင့်ဒီမှာတမန်ကျမ်းစာမှာကျွန်တော်တို့ကိုရိုးရိုးရှင်းရှင်းလေးနဲ့ခွန်အားပေးခဲ့တာဖြစ်ပါတယ်လူတို့ဒီအကျိုးမဲ့သောစကားကိုပြောသမျှအတွက်တရားဆုံးဖြတ်သောနေ့၌စစ်ကြောခြင်းကိုခံရလက်တဲ့အကျိုးမဲ့တဲ့စကားလို့ပြောတယ်ဒီမှာအကျိုးမဲ့တဲ့စကားကိုပြောခြင်းအပြင်ကျွန်တော်တို့တရားဆုံးဖြတ်တဲ့နေ့မှာတရားစီရင်တဲ့နေ့မှာတရားစီရင်ခြင်းကိုကျွန်တော်တို့ကခံရမယ်ဒါဆိုအကျိုးမဲ့တဲ့စကားဆိုတာဘာစကားကိုပြောတာလဲဒီနေ့လောကမှာလောကနဲ့ဆိုင်တဲ့စကားနော်လောကနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုယ်အကြောင်းသူ့အကြောင်းပတ်ဝန်းကျင်အကြောင်းလူတွေအကြောင်းနော်ကျွန်တော်တို့လောကနဲ့ဆိုင်တဲ့အကြောင်းတွေကိုကျွန်တော်တို့ကပြောနေခြင်းဒီအကျိုးမဲ့သောစကားကိုကျွန်တော်တို့တမန်ကျမ်းစာဖော်ပြတယ်ဖယားမပါတဲ့စကားလုံးမျိုးတွေဖယားရဲ့နှုတ်ကပတ်တော်မပါတဲ့စကားလုံးတွေကိုဖယားကမပြောစေခြင်းဘူးတနေ့တာကျွန်တော်တို့အသက်ရှင်တယ်ဖယားသခင်နဲ့ဆိုင်တဲ့အကြောင်းအရာတစ်ခုမှမပါဘူးဆိုရင်ဖယားဘုန်းတော်မထင်ရှားဘူးဖယားရဲ့အလိုတော်လည်းမဟုတ်ပါဘူးဒါကြောင့်ဒီနေ့အကျိုးမဲ့တဲ့စကားကိုကျွန်တော်တို့ပြောနေရင်တရားဆုံးဖြတ်တဲ့နေ့တရားစီရင်တဲ့နေ့မှာကျွန်တော်တို့ကတရားစီရင်ခြင်းခံရမှာဖြစ်ပါတယ်။ကြောင့်ယုံကြည်သူတို့အနေနဲ့သူများအကြောင်းပြောတာထက်ကိုယ့်အကြောင်းပြောတာထက်လောကနဲ့ဆိုင်တဲ့အကြောင်းအရာတွေပြောတာထက်ဘာကိုပြောသင့်တယ်လဲ။ဒီနေ့ကျွန်တော်တို့ကိုယနေ့ချိန်ထိတိုင်အောင်ဂရုစိုက်ပြီးမှကျွန်တော်တို့ကိုကယ်တင်ပေးသောသခင်ယေရှုခရစ်တော်ရဲ့အကြောင်းကိုပြောသင့်တယ်ပြောရင်ပို့ပြီးမှအဓိပ္ပာယ်ရှိတယ်ယုံကြည်သူများပြောဖို့ရန်အတွက်အဓိကလိုအပ်တဲ့စကားလုံးကပထမဦးဆုံးဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါဘုရားသခင်ကောင်းမြတ်တယ်ဘုရားကိုကျေးဇူးတင်တဲ့စကားကိုပြောပါဘလို့အခြေအနေရောက်ပါစေဘုရားသခင်ကျေးဇူးတော်ကြောင့်ဒီနေ့အသက်ရှင်ခွင့်ရတယ်ဘုရားကိုကျေးဇူးတင်စကားပြောပါဒုတိယမှာကျွန်တော်တို့ဘာပြောရမလဲကျွန်တော်တို့ကိုကယ်တင်တော်မူသောကယ်တင်ရှင်သခင်ယေရှုခရစ်တော်ဘုရားရဲ့အကြောင်းကိုလူတွေထံပြောပါဒါကအယံကိုကျွန်တော်တို့အကျိုးရှိတဲ့စကားလုံးဖြစ်တယ်ဒီစကားတွေကိုပြောခြင်းအပြင်ဒီစကားတွေကိုတည်ဆောင်ခြင်းအပြင်တရားစီရင်သောနေ့မှာကျွန်တော်တို့ကဆုလက်တွေနဲ့တရားစီရင်ခြင်းကိုခံရမှာဖြစ်တယ်ဘုရားသခင်ပြင်ဆင်ထားတဲ့ဆုလက်တွေကကျွန်တော်တို့အတွက်ဖြစ်တယ်ဒါကြောင့်သခင်ယေရှုရဲ့အသေးခံပေးတယ်သခင်ယေရှုရဲ့တင်းကြိုခြင်းသုံးရမြောက်တော်လေးမှာရှင်ပြန်ထမြောက်တယ်သခင်ယေရှုကိုယုံကြည်ပါယုံကြည်ရင်သင်သည်ထာဝရအသက်ကိုရတယ်ပြောပါကျွန်တော်တို့သခင်ယေရှုရဲ့ဧဝံဂေလိတည်င်းစကားကိုနေ့တိုင်းကျွန်တော်တို့ပြောပါ
ရားရဲ့အလိုတော်ဖြစ်ပါတယ်ဖရားလိုချင်သောစကားတွေဖြစ်ပါတယ်ဒါကြောင့်ဒီကျွန်တော်တို့ဘယ်ကဲ့သို့သောစကားကျွန်တော်ပြောတဲ့တယ်အချိန်တိုင်းဖရားကောင်းမြတ်တဲ့အရာတွေကိုပြောပါအစဉ်ပြေဖြစ်စီခက်ခဲတွေဖြစ်စီဖရားသခင်ကောင်းမြတ်တဲ့အရာကိုအမြဲတမ်းယုံကြည်တူအနေနဲ့အမြဲတမ်းပြောဖို့ဒီနေ့အားလုံးကိုကျွန်တော်ခေါ်အားပေးခြင်းတယ်ဘယ်ကဲ့သို့သောစကားမပြောရဘူးလေလောကနဲ့ဆိုင်သောအရေးမရအဖတ်မရလောကနဲ့ဆိုင်တဲ့သူများအကြောင်းကိုယ်အကြောင်းလောကနဲ့ဆိုင်တဲ့အကြောင်းတွေကိုမပြောပါနဲ့ဖရားကောင်းမြတ်တဲ့အရာကိုပြောဖို့ဒီနေ့ကျွန်တော်နှုတ်ကပတ်တော်လေးအားဖြင့်အနေငယ်ခေါ်အားပေးခြင်းနဲ့30နှစ်ခွန်ထဲမှာတို့မဟုတ်တင့်စကားများအားဖြင့်အပြစ်စီရင်ခြင်းကိုခံရလိမ့်မည်ဟုမိန့်တော်မူ၏ကျွန်တော်တို့ကိုတရားစီရင်မဲ့သူကတခြားသူမဟုတ်ပါဘူးကယ်တင်ရှင်သခင်ယေရှုခရစ်တော်ဖြစ်ပါတယ်ဒါကြောင့်သင်ဒီယုံကြည်သူဖြစ်ပြီးမှဘယ်ကဲ့သို့သောစကားမျိုးသင်နေ့တိုင်းပြောနေတယ်လေတင့်စကားပြောခြင်းအပြင်နောက်ဆုံးတရားစီရင်ခြင်းကိုသင်ကခံမှာဖြစ်ပါတယ်အလုံးကိုဒီနှုတ်ကပတ်တော်အပြင်အနေငယ်လေးမျှဝေခွန်အားပေးခြင်းပါတယ်အရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ